Man City အခက် Liverpool အချက်ဖြစ်မလား Sport ပရိသတ်များအားလုံးပဲမင်္ဂလာပါအောင်မြင့်ရတဲ့အောင်ပွဲကျိုးသုံးသက်ချက်အစီအစဉ်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တနင်္ဂနွေညမှာရှင်ပြန်ကစားရမယ် Man City နဲ့ Liverpool တို့ရဲ့အသင်းရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ် Man City ကအဆင့်နှစ်မှာရက်တည်နေပြီးတော့ဇယားထိပ်ကအာဆင်နယ်ကိုထက်ချက်မကွာဖိအားပေးနိုင်ဖို့အမားခံလို့မရတော့တဲ့အခြေအနေဖြစ်ပါတယ်လီဖလာဘလူးပွဲအထိတက်လန်ထားနိုင်လို့ပြန်ပွဲဆုံးနောက်ဆုံး19ပွဲမှာနှစ်ပွဲပဲရှုံးနိုင်ထားပြီးတော့ခြေစွမ်းကောင်းမွန်နေတာတွေ့ရပါတယ်အဆင့်6က Liverpool ကလည်းချန်ပီယံလိဝင်ခွင့်တနင်္လာစာအတွက်နိုင်ပွဲရှာဖွေဖို့လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ပြန်ပွဲဆုံးနောက်ဆုံး16ပွဲမှာတပွဲပဲရှုံးနိုင်ထားပြီးတော့အခြေပြန်မှန်နေတာကိုတွေ့ရပါတယ်။ဖွင့်လှစ်မှုရ Man City ကမူလပထမအကျော်ပေးရတာနဲ့ခေါင်းပြောင်းပြီးတော့ Liverpool ဘက်ကနေပြန်လဲအကျော်ပေးလာတာတွေ့ရပါတယ်။ Man City အနေနဲ့ဒီပွဲမှာအရေးနှင်းခဲ့ရင်အာဆင်နယ်နဲ့12မှတ်အထိပြတ်သွားနိုင်ပြီးတော့ဖလားမျှော်လင့်ချက်နဲ့ဝေးကွာလွန်သွားနိုင်တဲ့အတွက်အလွန်အရေးကြီးတဲ့ပွဲစဉ်ဖြစ်နေပါတယ်။ဒါပေမဲ့ဒီယာဒီ Man City ရဲ့အဝေးကွင်းဖုန်းဟာအားနည်းလွန်းနေပြီးတော့ပိုတိုကလစ်အသင်းကိုအရင်နှင်းခဲ့တယ်လို့စပါးကိုလည်းတည်ရကြခဲ့ပါတယ်။ဒါကြောင့်ခြေတက်နေတဲ့ Liverpool ရဲ့ Anfield ကွင်းမှာဘလို့မှမရှင်းနိုင်ဘူးလို့တွက်ဆပြီးတော့ထိုးတာအများစုဟာ Liverpool ဘက်ကိုပေါ်အောင်လာကြမှာအသေးချပါပဲ။ Sport အနေနဲ့ကတော့ Man City ကဒီပွဲအရင်နှင်းခဲ့ရင် Premier League ဖလားပွဲဟာဆက်လက်ရင်ကုန်စရာကောင်းတော့မှာမဟုတ်ဘူးလို့ယူဆမိတဲ့အတွက်အဝေးကွင်းမှာအနိုင်ဆုံးတည်ရမရအောင်စူးစမ်းလာမယ် Man City ပေါ်တွေကိုပဲရွေးချယ်ပေးခဲ့ချင်ပါတယ်။နေ့စဉ်တပွဲကောင်းတဲ့မောင်းတွဲရွေးချယ်မှုတွေခါမဲ့တင်ဆက်ပေးနေတဲ့ comment က Telegram Channel ကိုလည်းနောက်တိုင်းများချင်းဝင်ထားလိုက်ပါညီကိုတွေ